အဲ့တော့ကျွန်တော်တို့ဒီ UG L65 ပေါ့နော်ဒါ gateway ကိုဒီ Ethernet ကြိုးနဲ့ပေါ့နော် network ကြိုးနဲ့ဒီ computer နဲ့ချိတ်လိုက်တာပေါ့ဗျာ computer နဲ့ချိတ်လိုက်တယ် power ပေးတယ် computer နဲ့ချိတ်လိုက်တယ်ဆိုရင်သူ့ရဲ့ဒီ default address ကဘာလဲဆိုတော့ 192.168.23.150 เนาะကိုယ့်ရဲ့ဒီ computer ရဲ့ဒီ network address ကိုလည်းဒီ network ရဲ့အောက်မှာထားရမှာပေါ့ဗျာတနည်းအားဖြင့်23အောက်မှာ IP ကိုပေးထားရမှာပေါ့အဲ့တော့သူ့ကိုဝင်လိုက်တယ်ဆိုရင်သူကဘာဖြစ်လာမလဲဆိုတော့သူ့ကို user name password ပေးရမှာပေါ့နော်အဲ့တော့ user name က admin password ကလည်း password ပေါ့နော်အသေးနဲ့ PASSWORD password ပေါ့နော်အဲ့ဒါဆိုရင်သူကဘာလို့ဟိုကြာလာလဲဆိုတော့ကျွန်တော်တို့ဒီ antenna ပေါ့နော် antenna သူ့မှာ2မျိုးရှိတယ် internet antenna နဲ့ external antenna ပေါ့နော်အဲ့တော့ဘယ် antenna ကိုသုံးမလဲပေါ့ဒါ built in ကတော့ဒါdefault အနေနဲ့ဒီ external antenna ပါတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ external ကိုပဲရွေးလိုက်မယ်ပေါ့ပြီးရင်ဒီ password ချိန်ခိုင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒီ password မချိန်တော့ဘူးပေါ့နော်အရင်အတိုင်းပဲထားမယ်ဒါဆိုရင် close ဆိုပြီးတော့လုပ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ gateway ရဲ့ page ပေါ့နော်ဒါ gateway ရဲ့ page ကပေါ်လာပြီအဲ့တော့ဒီမှာကြည့်လိုက်တယ်ဆိုရင်ဒါ overview ပေါ့နော်ဒါသူ့ရဲ့ model နဲ့ပဲပါညာရှိတယ်ပြီးရင်သူကဒါ sync ကတ်ထည့်ထားတယ်ဆိုရင်တော့ဒီ sync ကတ်ရဲ့အခြေအနေ status ကိုပြမယ် network က ethernet cable ရဲ့နော် ethernet သူ့ရဲ့ IP တွေ setting တွေပြမယ် wireless LAN ကသူကဟိုပြမှာပေါ့နော်ဒါ Wi-Fi နဲ့ချိန်ထားတယ်ဆိုရင် Wi-Fi နဲ့ချိန်ထားတယ်ဆိုတဲ့အကြောင်းเนาะ connected ဘယ်ဟာနဲ့ connected ဖြစ်နေလဲဒါကိုပြမယ်ပေါ့နော်အဲ့တော့ VPN တို့ဒါ host list တို့เนาะအဲ့တော့ဒါတွေလည်း VPN တွေလည်းဟိုအသုံးပြုလို့ရတယ်ပေါ့နော်ဒါကတော့ဒီ gateway ရဲ့ status ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့ဒီ gateway ကိုเนาะကျွန်တော်တို့ဒီဘာလုပ်မလဲဆိုတော့ဒီ network နဲ့ချိန်မှာပေါ့နော် network နဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ network နဲ့ချိန်ဖို့အတွက်လုပ်ရမယ်ပေါ့နော်အဲ့တော့ဘယ်ကိုသွားရမလဲဆိုတော့ကျွန်တော်တို့ဒီမှာnetwork အောက်ကိုသွားရမယ် network အောက်ပြီးတော့ဒီ interface ကိုသွားရမယ်เนาะအဲ့တော့ computer နဲ့ချိန်မှာเนาะဒီထားပြီးတော့ ethernet cable နဲ့ချိန်မှာလား ethernet cable နဲ့ချိန်မယ်ဆိုရင်တော့ port အောက်မှာကျွန်တော်တို့ဒီ configuration လုပ်ရမယ် static IP ထားမလားDHCP နဲ့ထားမလားပေါ့နော်သို့မဟုတ် PPOE နဲ့လုပ်မလားပေါ့နော်အဲ့တော့ static IP ဆို static IP DHCP ဆို DHCP နဲ့လုပ်ရမယ်ပြီးရင် wireless LAN ဆိုလဲသူကပုံမှန်အဖြစ်တော့ဒီfactory default အနေနဲ့ကြာတော့သူ့ကိုဒါ LAN ကြိုးနှမ်းမဟုတ်ဘဲနဲ့wireless နဲ့ချိတ်လို့ရအောင်ပေါ့နော်သူကဘာလုပ်ထားလဲဆိုတော့ AP mode မှာထားတယ်သူ့ကို access point တွေနဲ့အသုံးပြုလို့ရတာပေါ့နော်ကျွန်တော်တို့ကကိုယ်အိမ်မှာရှိတယ်ကိုယ်စက်ရုံမှာရှိတယ်ဒါ wireless နဲ့ wifi နဲ့ချိန်မယ်ဆိုတော့ဒါ client mode မှာထားရမယ်ပြီးရင်ကျွန်တော်တို့ဘာရှာရမလဲဆိုတော့ဒါကိုယ့်ရဲ့ wireless access ဘာတွေရှိလဲပေါ့နော်ဒါ scan လုပ်ရမယ်ပြီးရင်ဒီမှာ password ရိုက်ထည့်ရမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ချိန်ရမယ်အဲ့တော့ကိုကဆင့်ကတ်ထည့်ထားတယ်ဆိုရင်ဒီ cellular မှာကြတော့ဒီ auto ထားတယ်ဆိုတော့သူချိန်သွားမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီ internet ပေါ့နော် gateway ကို internet ပေးတဲ့နည်း၃နည်းရှိတာပေါ့နော်ဒီမှာဟိုဟာနဲ့ချိန်လို့ရတယ်ဘာနဲ့ချိန်လို့ရလဲဗါလဲ LAN ကြိုးနဲ့ချိန်လို့ရတယ် wireless နဲ့ချိန်လို့ရတယ် cellular နဲ့ချိန်လို့ရတယ်ပေါ့နော်ဒါကတော့ပထမဆုံးဒါ network ချိန်ရမယ်ဟာပေါ့အဲ့တော့ network ချိန်လို့ရပြီဆိုမှကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီကိုယ့်ရဲ့ sensor တွေ device တွေနဲ့ gateway ကိုလာချိန်ရမှာပေါ့နော်ချိန်ရမယ်ဆိုရင်ကျွန်တော်တို့ဒီဟိုဟာကိုပဲအသုံးပြုမှာပေါ့ဘာအသုံးပြုမလဲဆိုတော့ဒီ MQTT ကိုပဲဒါအသုံးပြုပြီးချိန်မှာပေါ့ဗျာအဲ့တော့ MQTT အသုံးပြုပြီးချိန်မယ်ဆိုရင်ဒီမှာapplication ဆိုပြီးတော့တစ်ခုဖန်တီးရတယ်เนาะဒီ network server အောက်မှာapplication ပေါ့နော်
application ဆိုပြီးတစ်ခုဖန်တီးရတယ်အဲ့တော့ဒီမှာ application တစ်ခုဒါမှထားလိုက်အောင်ပေါ့ဗျာအဲ့တော့ testing ပေါ့ testing testing application ပေါ့နော် testing application နော် save လုပ်လိုက်မယ်ပြီးရင်ဒီထဲကိုထပ်ဝင်မယ်ဒီမှာဘာရွေးရမလဲဆိုတော့ဒီမှာ MQTT ဆိုပြီးတော့ရွေးရမယ်ကျွန်တော်တို့ HTTP တို့ HTTPS တို့ backnet IP ကိုဒါရွေးလဲရတယ်ကျွန်တော်တို့အခုက MQTT ရွေးပါပေါ့ MQTT ရွေးမယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ broker address ပေါ့ broker address ကိုကိုယ့်ရဲ့ဒီ MQTT address ပေါ့နော် thanks.လား UB. လားစသည်အဖြစ်ဒီမှာရိုက်ထည့်မယ်ပြီးရင်ဒီမှာဘာလုပ်မလဲဆိုတော့ port number ပေါ့နော်183လားပါလားပေါ့နော်ပြီးရင်ဒီမှာ client ID ကတော့ရိုက်ထည့်လိုက်ရတယ်မထည့်လိုက်ရတယ်အဲ့တော့ရိုက်ထည့်လိုက်ပေါ့နော်တခုခု client ID ပြီးရင်ကျွန်တော်တို့ပါလဲဆိုတော့ user credential ကို enable လုပ်ပြရမယ် user name နေရာမှာကြတော့ကျွန်တော်တို့ပါလဲဆိုတော့ Facebook ဆိုရင် Facebook ရဲ့ token access token ကိုဒီမှာထည့်ပြရမယ် UB. ဆို UB. ရဲ့ access token ကိုဒီမှာထည့်ပြရမယ်ပေါ့နော် password ကတော့မရိုက်လိုက်ရတယ်ပုံမှန်အဖြစ်1 2 3ရိုက်ထည့်လိုက်ရပြီပေါ့နော်ကျန်တာတော့မလုပ်ဘူးပြီးရင်ကျွန်တော်တို့ဒီမှာuplink data မှာဒီသူ့ရဲ့ဒီ UB. ဆို UB. ရဲ့ topic MQTT ရဲ့သက်ဆိုင်ရာ topic ပေါ့နော်ဒါ thanks.ဆိုရင် thanks.ရဲ့သက်ဆိုင်ရာ device သက်ဆိုင်ရာ topic ကိုဒီမှာရိုက်ထည့်ရမယ်နော်ပြီးရင်ကျွန်တော်တို့ဒီ quality of service ကိုမှရွေးလို့ရတယ်0ထားမလား1ထားမလား2ထားမလားပေါ့နော်ရွေးလို့ရတယ်ရွေးပြီးရင်တော့ကျွန်တော်တို့ဘာလုပ်လိုက်လဲဆိုတော့ save ဆိုတာလုပ်လိုက်ရင်ရပြီပေါ့ဒါကတော့ပေါ့အရင်ဆုံး device ချိတ်ဖို့အတွက်ဒီ application တခုဖန်တီးတာပေါ့နော် application တခုဖန်တီးတာပြီးရင်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီဒုတိယတစ်ဆင့်အနေနဲ့ device နဲ့ gateway နဲ့ချိန်ရမယ်အဲ့တော့ဒီမှာ device ကိုdevice ဆိုတဲ့ section ကိုသွားမယ်အဲ့ device ဆိုတာနှိပ်မယ်ပြီးရင်ကျွန်တော်တို့နာမည်တွေပြီးမယ်ပေါ့နော်နာမည်တွေပြီးမယ် testing ပါညာပေါ့နော်ပြီးရင်ဒီမှာ device ရဲ့ EUI ကိုရိုက်ထည့်မယ်ဒီမှာ application မှာဘာဖြစ်လာမလဲဆိုတော့ခုနက application create လုပ်ထားတာမို့လို့ testing ဆိုပြီးတော့ပေါ်လာမှာတကယ်လို့ application create လုပ်မထားဘူးဆိုရင်ဒီ device ကနော်ဘာလဲဆိုတော့လုပ်လို့မရဘူးပေါ့နော်ဘာလုပ်လို့မရဘူးလဲဒီမှာ application ကိုရွေးလို့မရဘူးဖြစ်နေမှာပေါ့နော် application ရွေးလို့မရဘူးအဲ့တော့ device ကို add လုပ်ပြီးမှ application ကိုပြန်ရွေးလို့ကလည်းဒီမှာပေးမထားဘူးအဲကြောင့်မလို့အရင်ဆုံးဘာလုပ်ရလဲဆိုတော့ application ကိုရွေးရတာပါအဲ့တော့ဒီမှာ pay lookup ကတော့ဒါသူ့ရဲ့ device ရဲ့ EUI ကိုရိုက်ထည့်လိုက်တဲ့ဆိုရင်သူကြာလာမှာပေါ့နော်ဒါကတော့ဒီမှာအဓိကနာမည်ပေးရမယ် description ရေးရမယ် device EUI ရွေးရမယ်ပြီးရင်device profile ကတော့ class A OTT OTA ကိုအများကြီးသုံးကြတယ်နော်ပြီးရင် application ကတော့ဒီမှာခုနဖန်တီးတဲ့ application ကိုရွေးရမယ် pay lookup ကတော့ဒီမှာ EUI ရိုက်ထည့်လိုက်ရင်သူကြာလာမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ပါတယ်ဆိုတော့ save လုပ်လိုက်ရင်ရပြီ device ကိုထည့်လိုက်လို့ရပြီပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ပါလဲဆိုတော့ device ကိုပေါင်းထည့်လိုက်တယ်ဆိုရင်ပါလဲဆိုတော့ဒီ device ကတနည်းအားဖြင့် sensor ကနေပြီးတော့ device ဆိုတာ sensor ပြောတာပေါ့နော်sensor ကနေပြီးတော့ signal တွေကပါလဲဆိုတော့ဒါကိုယ့်ရဲ့ cloud ကိုသူ့အလိုလိုရောက်လာ